စဉ်းစားပါလောကမြေကြီးတဲ့လှူရှာတဲ့ရှင်ရင်မင်းနဲ့နာရီလေးတွေတရွေရွေနဲ့ကုန်ဆုံးတို့ရဲ့နောက်ဆုံးချိန်တနေ့ရောက်ရှိတော့မယ်ပြန်တွေ့ကစဉ်းစားပါဦးမိတ်ဆွေအသက်ရှင်ခြင်းလေးမှာကြမလွန်တွက်စိတ်ချပြီလားဤလောကကပါချီဟာတို့ကြွယ်ခဏပါပဲဘဝစီမိစားကုန်ဆုံးသွားပြီးရင်ဒီဝိညာဉ်ပဲလန်းသွားမှလဲချိန်မလုံးနဲ့ကဲစဉ်းစားနောက်မကြလေးခင်သာဝရလည်းရှိသေးတယ်ချိန်မကုန်ခင်ဒီဆုံးဖြတ်စစ်တဲ့မိတ်ဆွေဒီဝိညာဉ်ပဲလန်းသွားမှလဲအပင်ရဲ့ကိုလားသာဝရဒုက္ခမလားအပြေမရှိရင်အခက်တွေ့မယ်နော်လောကကြီးမှာလူတွေကအရန်ကြိုးစားပြီးတရားတွေပေါ်ချုပ်ပြီးကြံပြုနေတယ်သာဝရဒုက္ခမရောက်ကြိုးစားတယ်မရဘူးနော်ကြိုးစားနေအားပေးစနေအတိရဲ့ညွန်လေးကလည်းရှောင်သွားပြေးလို့မရဘူးယေရှုဖျားတပါးလေးပဲကိုယ်ကိုကယ်နိုင်တယ်ယေရှုဖျားသင်ကိုလက်ခံပါကောင်းမြတ်တန်ရှင်းစုံလင်တဲ့ဖျားရှင်ကိုလက်ခံပါဖျားရှင်တလန်းနဲ့ပဲရှိတယ်ယေရှုဖျားတလန်းနဲ့ပဲရှိတယ်ဒါမှန်တာပြောတာပါစိတ်ဆိုးရင်လည်းခံရမှာပါပဲမေတ္တာနဲ့ပြောတာကိုချမ်းစီပြုမှုဘယ်လိုမှမဖြောင်းမနိုင်ဘူးဒါနာတွေတီလာနဲ့ကြိုးစားလည်းမရနိုင်ဘူးငရေကတပိတ်သာတပိတ်ကကုသိုလ်ဒီအတိုင်းဆက်သွားခဲ့ရင်အပေငရေကိုအပြည့်ရဲ့လွန်တဲ့ကရှောင်းသွားပြေးထွက်သွားလို့လေကိုယ်စွမ်းကိုယ်ရှိသမျှကြိုးစားလို့ကြည့်နေနေဒို့ဝိညာဉ်သက်သာကုန်ဆုံးခြင်းမရှိရန်ယေရှုသခင်ကိုသင်လက်ကပါအချိန်မလုံးခင်သင်စဉ်းစားနောက်မကြသေးခင်သာဝရလည်းရှိသေးတယ်ချိန်မကုန်ခင်ဒီဆုံးဖြတ်စစ်တဲ့မိတ်ဆွေဒီဝိညာဉ်ပဲလန်းသွားမှလဲအပင်ရဲ့ကိုလားသာဝရဒုက္ခမလားအပြေမရှိရင်အခက်တွေ့မယ်နော်အချိန်မလုံးခင်ဒီစဉ်းစားနောက်မကြသေးခင်သာဝရလည်းရှိသေးတယ်ချိန်မကုန်ခင်ဒီဆုံးဖြတ်စစ်တဲ့မိတ်ဆွေဒီဝိညာဉ်ပဲလန်းသွားမှလဲအပင်ရဲ့ကိုလားသာဝရဒုက္ခမလားဒီမရှိရင်အခက်တွေ့မယ်နော်ဒါဆိုလို့ရအောင်ကိုဘေးမှာရှိရလူနဲ့မျက်နှာချင်းဆိုင်လိုက်အောင်မျက်နှာချင်းဆိုင်ပြီးတော့ယေရှုရဲ့ချစ်တဲ့မေတ္တာနဲ့ယေရှုခရစ်တော်အားဖြင့်တယောက်နဲ့တယောက်နဲ့မေးအောင်ပြောပြရအောင်ခွန်အားပေးရအောင်ချိန်မလုံးခင်စဉ်းစားပါလို့နော်ဒီမှာညနေပြောပြမယ်လိုက်ဆိုပါနော်
နဲ့တယောက်မျက်နှာချင်းဆိုင်ပြီးသချင်းဆိုမယ်နော်โอเคကို့ဖို့ကိုရွေးလိုက်တော့အချိန်မလုံးခင်ဒီစဉ်းစားနောက်ကြသေးခင်ချောင်းရလည်းရှိသေးတယ်ချိန်မကုန်ခင်သင်ဆုံးဖြတ်လို့ပြောလိုက်ချစ်တဲ့မိတ်ဆွေချစ်လို့ပြောတာနော်ဝိညာဉ်ပဲလမ်းသွားမှလဲချစ်တဲ့